အားလုံးမင်္ဂလာပါလို့ကျွန်တော်ဒူရရှယ်ပို့ပဲဒူရရှယ် YouTube channel ကိုကြိုဆိုပါလို့ကျွန်တော်ခုကမြောက်ပြီးရင်ကျွန်တော်လည်းဗာလဲဆိုတော့လူငယ်တို့ကျွန်တော်အချမ်းဘူးစကားလေးပြောချင်ပါတယ်လို့လူငယ်ကိုပြောရင်ဖြစ်ပါတယ်ခုကြည့်နေတဲ့လူကလူကြီးဆိုတော့ကြောတော့လို့ရပါတယ်လို့လူငယ်တို့အချမ်းဘူးနေတာဗာလဲဆိုတော့ကိုကFacebook တို့ YouTube တို့ Instagram တို့TikTok ကိုသုံးလို့ရှိရင်ကိုကကိုစုမအနေနဲ့မသုံးပါနဲ့လို့ကိုစုမအနေနဲ့မသုံးပါနဲ့ကျွန်တော် creator နဲ့အသုံးပြုပါလို့ကျွန်တော်အကြံပြုချင်ပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေကဒီ Facebook တို့ YouTube TikTok ကိုတင်းနေဟိုပို့ဒီပို့ဟိုကြည့်ဒီရှောက်ကြည့်အောင်လေကျွန်တော်အတောင်းလည်းမဖြစ်နိုင်ဘူးဥပမာမိတ်ဆွေကကိုကဒီ YouTube တို့ Facebook တို့ TikTok တွေကိုကျွန်တော်ကကိုစုမအနေနဲ့မသုံးဘဲနဲ့creator အနေနဲ့အသုံးပြုလို့ရှိရင်နောက်၄နဲ့3လေးနှစ်ဆိုရင်မိတ်ဆွေဘွားအပြောင်းလဲဖြစ်နိုင်တယ်ကျွန်တော်ပြောတာအပြောင်းလဲဖြစ်မယ်လို့ပြောတာမဟုတ်ဘူးအပြောင်းလဲဖြစ်နိုင်တယ်လို့ပြောတာပါအဲကြောင့်မိတ်ဆွေကဒီနေ့ကိုသုံးနေတဲ့ social media တွေကိုကျွန်တော်ကကိုသုံးမအနေနဲ့မသုံးဘဲနဲ့creator အနေနဲ့အသုံးပြုပါလို့ကျွန်တော်အကြံပြုခြင်းဖြစ်ပါတယ်ကျွန်တော်ခုမြောက်ပေးတဲ့အကြံပြုချက်ကလည်းမိတ်ဆွေတို့အတွက်ကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်